မင်္ဂလာပါကျွန်တော်အခြေခံ trading သဘောတရားလေးတစ်ခုပေါ့နော်အဲ့ဒါလေးနဲ့မိတ်ဆက်ခြင်းပါအင်္ဂလိပ်လိုပြောရရင်တော့ဗျာ basic trading concept ပေါ့လေbasic trading concept ဆိုပေမဲ့ trading system များစွာကဒီသဘောတရားနဲ့ဖွဲ့စည်းထားတာပါကျွန်တော် trend အတိုင်း trade လုပ်တဲ့trading နည်းစနစ်တွေကဒီသဘောတရားပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့တည်ဆောက်ထားတာပါပြီးတော့ပထမဆုံးကျွန်တော်တို့သိရမှာက trade လုပ်တော့မယ်ဆိုရင်ဈေးကွက်ရဲ့ရေဘူးရဥတီချက် direction ကိုဖော်ထုတ်ရပါမယ် indicator နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ price action နဲ့ဖြစ်ဖြစ် direction ကိုဖော်ထုတ်ရပါမယ်နော်အဲ့ direction ကိုကျွန်တော်တို့အခုခေတ်မှာ bias လို့လည်းခေါ်ပါတယ်စကားလုံးကကွဲပဲမဲ့အဲ့ဒီသဘောတရားကိုပြောတာပါ။မြ indicator နဲ့လည်းဖော်ထုတ်လို့ရတယ် price action နဲ့လည်းဖော်ထုတ်လို့ရတယ်။အဲ့တော့ဒီဘက်မှာကြည့်ပါကျွန်တော်တို့ဒါကတော့ high low higher high ဒီလိုမျိုးကျွန်တော်တို့ higher high ပေါ့လေနော်ဒီ swing ကို break out ဖြစ်တယ်ဆိုရင်ဒီကောင်ကကျွန်တော်တို့ up trend လို့ယူဆလို့ရပါတယ်။အဲ့တော့ up trend ဖြစ်ရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ buy trade လုပ်ဖို့ကြိုးစားမှာပေါ့ဗျာနော် buy trade လုပ်ဖို့ကြိုးစားရင်ကျွန်တော်တို့ကဒီကနေ break out ဖြစ်သွားတဲ့ဈေးကိုလိုက်ပြီးတော့ဝယ်တာကတဘာဝမကြတဲ့အခါတွေများပါတယ်နော်10ခါလုပ်ရင်9ခါလောက်မှားဖို့အလားအလာများပါတယ်ဟုတ်ဆိုတော့ဒီနေရာမှာ buy trade လုပ်လိုက်ရင်ကျွန်တော်တို့ရဲ့ stop loss ကဒီ entry နဲ့အရန်ဝေးသွားပြီးတော့ market ကတကယ်တော့ကျွန်တော်တို့ဒီ trade မှာအရှုံးနဲ့ရင်ဆိုင်ရရင်အရှုံးတွေအရန်များမယ်အရှုံးတွေအရန်များမယ်risk management ကမကောင်းဘူးပေါ့ဗျာနော်အဲ့ဒါကြောင့်ကျွန်တော်တို့ buy trade ကိုဝင်မယ်ဆိုရင်လည်းအဲ့ဒီအတက်မှာလိုက်မဝယ်ပဲနဲ့ပြန်ပြီးတော့ value area ကို retracement လုပ်လာတဲ့အခါမှာကျွန်တော်တို့ကောင်းမွန်တဲ့ level တွေမှာကျွန်တော်တို့ high probability pattern တွေပေါ်လာတဲ့အခါမှာ buy တာကကျွန်တော်တို့ risk to reward များရဖို့အလားအလာရှိပါတယ်เนาะဒီတော့ကျွန်တော်တို့ပထမဆုံး direction ကိုပေါ်ထုတ်မယ်ပြီးရင် retracement ကိုစောင့်မယ်ပြီးရင်အဲ့ဒီ retracement ပြီးပြီးတော့ကျွန်တော်တို့လှည့်ပြန်တက်တဲ့အခါ high probability ဖြစ်တဲ့ pattern high probability ဖြစ်တဲ့ level တွေမှာကျွန်တော်တို့ buy trade လုပ်ရင် risk to reward ကောင်းရတဲ့ trade တွေရရှိနိုင်ပါတယ်เนาะခါတိုင်းမအောင်မြင်ပဲမဲ့ risk to reward ကောင်းရင်ကျွန်တော်တို့ကရေရှည်မှာ equity ကကျွန်တော်တို့အတွက်တက်လာပါလိမ့်မယ်ပြီးတော့ဒါကအခြေခံ trading concept ပါများသောအားဖြင့်ကျွန်တော်တို့ရဲ့ trend time trade လုပ်တဲ့နည်းစနစ်တွေကဒီ concept လေးအပေါ်မှာဒီဆောက်ထားတာပါเนาะမိတ်ဆွေတို့အတွက်အကျိုးရှိပါလိမ့်မယ်ကျေးဇူးပါ